မှန်ပညာရှင်တွေပါကြောင်ပြောက်ခဲ့ရတဲ့အထူးဆန်းဆုံးတတဝါများနံပါတ်1 pistol ပစွန်ဒီပစွန်တွေကတော့မွေးကလေးကကိုပိုင်ခန်းနေနဲ့မွေးဖွားလာတဲ့တခုတည်းသောတတဝါတွေဖြစ်ပါသူတို့ရဲ့လက်ကနေနေဒီဇင်းစာလာအပူရင်ရှိတဲ့ရေပူပေါင်းတွေကိုထုတ်လွှတ်နိုင်ပြီးတော့ရေထဲမှာတနတ်တဖွဲအသုံးပြုကြပါတယ်ဒီပူပေါင်းတွေကကြည့်ရတာဘာမှမဟုတ်ဘူးထင်ရပေမဲ့တာမန်9ကောင်လို့ဆိုရင်တစ်ချက်ထဲနဲ့ပွဲသိမ်းပဲလို့ဆိုပါတယ်နည်းနည်းကြီးတဲ့အကောင်လေးဆိုရင်တစ်ချင်းမသေးဘူးဆိုရင်တော့မှအကျော်ဆိုင်သွားတာမျိုးတွေထိပါဖြစ်တတ်ပါတယ်ပစွန်တစ်ကောင်ရဲ့လက်ကနေဒီလောက်များတဲ့စွမ်းအင်တွေထုတ်လွှတ်နိုင်တာကြောင့်သိပ္ပံပညာရှင်တွေပါကြောင်ပြောက်ခဲ့ရပါတယ်ဒီလောက်စွာတဲ့ပစွန်ကတော့ကင်စားလိုက်မှနားအေးသွားမှာဖြစ်ပါတယ်နံပါတ်2ရေပွဲလူချင်းမင်းတို့ဟော့ပေါ်တဲ့ထည့်စားနေတဲ့ရေပွဲတွေဆိုတာတကယ်တော့ကဘာပေါ်မှာအထူးဆန်းဆုံးတတဝါမျိုးစိတ်တစ်ခုဖြစ်ပါတယ်စားကောင်းနေလို့သာအသာလေးငြိမ်ပြီးစားနေကြတာပါတကယ်တော့ရေပွဲတွေဆိုတာအုံနောက်9ခုနဲ့နှလုံး3ခုတောင်ပါရှိပြီးတော့ဘယ်တတဝါနဲ့မှမတူတဲ့လက်ချောင်းပုံစံမျိုးတွေရှိပါတယ်သွေးရောင်တော့ဘသူနဲ့မှမတူတဲ့အပြာရောင်ဖြစ်ပြီးတော့တချို့ကောင်တွေဆိုရင်ကိုရောင်မှဖြောက်နိုင်ကြတယ်လို့ဆိုပါတယ်နောက်ပြီးရေပွဲတွေရဲ့ DNA ကကဘာပေါ်ကတက်ရှိတတဝါတွေအားလုံးနဲ့နည်းနည်းလေးတောင်မှမနီးစပ်ပါဘူးသိပ္ပံပညာရှင်တွေရဲ့လေ့လာချက်အရဆိုရင်ရေပွဲတွေဒီကဘာဖြစ်နိုင်မှုရာခိုင်နှုန်းက10%လောက်ပဲရှိတယ်လို့ဆိုပါတယ်။အဲကြောင့်လူချင်းမင်းတို့ရှယ်တီးနေတဲ့ရေပွဲတွေကင်းမုန်တွေကအခက်မသိရင်ဂျိုသားလေးတွေတောင်ဖြစ်နေနိုင်တယ်။နံပါတ်3 Immortal Jellyfish ဒီ jelly ငါးတွေကလည်းကဘာကြီးအုပ်ပြီးပျက်စီးသွားခဲ့ရင်တော့မသေးပဲကြံခဲ့မဲ့ကောင်မျိုးတွေဖြစ်ပါတယ်။ဒီကောင်တွေကဘရော့မှအသက်မကြီးလာလို့ပါ။ခန္ဓာကိုယ်ရဲ့ဆဲတွေကအစားဘရော့မှအုံမင်းလာလဲဆိုတာမရှိပါဘူး။အများနဲ့ဖလန်ထပြီးတော့ငယ်ရွယ်နုပြိုနေမှာဖြစ်ပါတယ်။တကောင်ကောင်ရဲ့အစာသာမဖြစ်သွားဘူးဆိုရင်ဒီ jelly ငါးတွေရဲ့တက်တန်းကကဘာတီသူရဲ့အသက်ရှင်နိုင်တယ်လို့ဆိုပါတယ်။နံပါတ်4 Axolotl ကိုမြင်နေရတဲ့ကောင်ကတကယ်တော့ AI နဲ့လှုပ်ထားတာမဟုတ်ပါဘူး။ Axolotl လို့ခေါ်တဲ့ကင်းလေးချောအမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ကင်းလေးချောဆိုပေမဲ့လူချင်းမင်းတို့ရွာမှာမြင်မှုနေကြကောင်မျိုးမဟုတ်ပါဘူး။မွေးကလေးကပိုးလောင်းဘွားကနေဆက်မတက်လာတော့ပဲနဲ့တစ်သက်လုံးခုမြင်နေရတဲ့ပုံမျိုးတွေဖြစ်ပါတယ်။ဒီကောင်လေးတွေရဲ့ထူးခြားချက်ကတော့ဘလို့တတ်မသေးကြတာပါ။ခြေတွေလက်တွေပြတ်သွားရင်တော့ဘာအမှားရွတ်မှမကြံမဲနဲ့အကောင်းပကတိတိုင်းပြန်ပေါက်နိုင်ကြပါတယ်။အမြင်သာအောင်ပြောရရင်ဓာတ်ပူးတို့ Wolverine တို့လိုမျိုးဖြစ်ပါတယ်။ဒီကလေးချောရဲ့ကုသနိုင်စွမ်းကကဘာပေါ်မှာအကောင်းဆုံးလို့တောင်သတ်မှတ်လို့ရပြီးတော့အုံနောက်တွေပါအသင့်ပြန်ပေါက်နိုင်တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့မှုရသလိုပြုံးဖိနေတဲ့သူတို့ရဲ့မျက်နှာတွေကြောင့်လူတွေရဲ့အချစ်ကိုရရှိသွားပြီးတော့အိမ်မွေးတရိษံအဖြစ်နဲ့မွေးခံနေရပါပြီ။အဲ့လိုပြောလို့လမ်းကကလေးချောတွေဖမ်းပြီးတော့ရှောက်မွေးမထားကြဘူးလေအကြံပေးတယ်။နံပါတ်5 Water Bell ဆိုလို့ရေထဲမှာနေတဲ့ဝက်ဝံလို့ထင်နေမှာဆိုလို့ပါတကယ်တော့ Water Bell ဆိုတာတာမန်မျက်စိနဲ့မမြင်နိုင်လောက်အောင်သိငယ်တဲ့ micro animal တစ်ကောင်ဖြစ်ပါတယ်ဒီဘက်တီးရီးယားရွေလောက်ပဲရှိတဲ့ကောင်လေးကကဘာပေါ်မှာခံနိုင်ရင်အရှိဆုံးတတဝါလေးဖြစ်ပါတယ်ဒီကောင်တွေကအကာတာထဲမှာပါအသက်ရှင်နိုင်ပြီးတော့ဘလောက်အေးအေးခံနိုင်ရင်ရှိတယ်လို့ဆိုပါတယ်မီးထဲမှာတော့အသက်ရှင်နိုင်ပြီးတော့နျူကလ িয়ার ပေါက်ကွဲမှုတိုင်းကိုတော့ခံနိုင်ရင်ရှိတဲ့ကောင်လေးဖြစ်ပါတယ်ဒီကောင်လေးတွေကိုတော့တာမန်မျက်စိနဲ့မြင်ရမှာမဟုတ်ဘဲနဲ့ microscope နဲ့ကြည့်မှသာမြင်ရမှာဖြစ်ပါတယ်ဆုံးလေးကြည့်ပြီးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်